အားလုံးပဲမင်္ဂလာပါ Manchester Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကွင်းလယ်ပိုင်းအားဖြည့်ဖို့အတွက်ကစားသမားများစွာကိုစောင့်ကြည့်နေတဲ့ကျွန်တော်တို့ United အသင်းကဒီနွေရာသီမှာခေါ်ယူဖို့အတွက်လောလောဆယ်မှာတော့ကျွန်တော်တို့ဒါ Stella လိုကစားသမားမျိုး Anderson လိုကစားသမားမျိုး Carlo Valiba လိုကစားသမားမျိုးအစရှိသဖြင့်ဒီပြည့်မှတ်များစွာကိုစောင့်ကြည့်နေတယ်။ဒီကြားထဲကအခုလက်ရှိနောက်ဆုံးသတင်း update ဖြစ်နေဒီဟိုအသင်းရဲ့ကွင်းလယ်ကစားသမားကိုလည်းကလပ်အသင်းကစောင့်ကြည့်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သိထားရတဲ့အနေအထားမျိုးတော့ရှိတယ်ဒီကစားသမားတွေအကုန်လုံးကနွေရာသီမှသာလျှင်ကျွန်တော်တို့ကလပ်အသင်းကခေါ်ယူနိုင်မဲ့ပြစ်မှတ်တွေဖြစ်တယ်အကယ်၍ကျွန်တော်တို့အသင်းအနေနဲ့ဒီလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာကွင်းလယ်အတွက်ကစားသမားတစ်ယောက်ကိုလိုချင်တယ်ဆိုရင်တော့ဒီချက်စီကစားသမားဟောင်းလက်တလုံးမှာတော့ဒီ Atletico Madrid အသင်းမှာကစားနေတဲ့ Conor Gallagher ကိုဒါဒီလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာဒါအငှားဘလက်နွေရာသီမှာအပိသက်ဆိုတဲ့ option မျိုးနဲ့ခေါ်ယူနိုင်ခြေရှိတယ်လို့ဒါဖော်ပြထားတဲ့သတင်းတွေကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကွန်နာဂလက်ကာကလက်ရှိဒီ Atletico Madrid အတင်းမှာဆက်ပြီးတော့ဒါနေခြင်းနဲ့သို့ပေမဲ့ပြီးခဲ့တဲ့နောက်ဆုံးကစားထားတဲ့ဒီ16ပွဲမှာဒီ12ပွဲကသူကအရန်ကုန်မှာပဲနေခဲ့ရတယ်။ဒီတော့လာမယ့်ကမ္ဘာဖလားအတွက်ဒီအင်္ဂလန်လက်ရွေးစင်အတင်းကချန်လက်ထားခဲ့မှာကိုသူဒါမလိုလားဘူး။ဟိုဒီအတွက်ကြောင့်ဒီပုံမှန်ပေါ်ထွက်ခွင့်ရမယ့်အသင်းကိုပြောင်းဖို့သူကိုယ်တိုင်လက်ဆန္ဒရှိနေတယ်ဆိုပြီးတော့သိထားရတဲ့အနေအထားမျိုးပါနောက်ထပ်ဒီ target အသစ်တစ်ခုဖြစ်လာတဲ့ဘက်ကတော့မှန်တိုင်းပြောရင်ဒီကစားသမားကိုကျွန်တော်တို့အသင်းကလိုချင်တယ်ဆိုရင်တော့မှပဲဒီနွေရာသီမှသာလျှင်အပြောင်းအရွှေ့ကဖြစ်လာနိုင်ခြေရှိတယ်ပြီးခဲ့တဲ့ဒီနွေရာသီအပြောင်းအရွှေ့မှာသူတို့အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ခွန်ညာကိုကျွန်တော်တို့ကလပ်အသင်းထံကိုဆုံးရှုံးခဲ့တယ်ခွန်ညာကိုလက်လွတ်လိုက်ရတာကသူတို့အသင်းအတွက်တကယ်ကိုကြီးမားတဲ့တက်ရောက်မှုတစ်ခုဒါဖြစ်စေခဲ့တယ်လို့ကျွန်တော်မြင်တယ်ဒီရာသီမှာသူတို့တမ်းမစင်းရရေးတော့မှတကယ်ကိုရုန်းကန်နေရတဲ့အနေအထားမျိုးတွေနဲ့ရင်ဆိုင်နေရတယ်ဒီလိုအခြေအနေမျိုးမှာသူတို့ရဲ့နောက်ထပ်ဒီအဓိကကွင်းလယ်ကစားသမားတစ်ယောက်ကိုဇန်နဝါရီမှာအဆုံးရှုံးခံမယ်တော့ကျွန်တော်မထင်ဘူးအကယ်၍ဒီသမ ्या အသင်းကိုပြောတာတော့မဟုတ်ဘူးဗျာဟိုအသင်းသာတန်းဆင်းသွားခဲ့မယ်ဆိုရင်တော့ဒီဘယ်လိုပြောမလဲအစည်းတက်တာနဲ့ရနိုင်မဲ့အခြေအနေမျိုးထီတော့ကျွန်တော်ရှိလာနိုင်တယ်တိုးတော်လဲလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ခေါ်ယူနိုင်ဖို့အတွက်ဒီမျှော်လင့်ချက်ထားလို့ရမယ်ကစားသမားတစ်ယောက်ဖြစ်တယ်လို့တော့ကျွန်တော်ကတော့မမြင်ဘူးအမှန်တမ်းပြောရရင်ကျွန်တော်အသင်းကကာလိုကက်ဆမီရိုကိုအသင်းမှာဆက်ပြီးတော့ထားကြည့်ပေမဲ့လည်းသူ့ရဲ့ develop ကပေါင်3သိန်းခွဲဆိုတဲ့ပမာဏကိုဆက်ပြီးတော့ဒီမပေးချေခြင်းဘူးနောက်တစ်ချက်ကသူနဲ့ United ဂျာကစာချုပ်တက်တန်းကဒါ2026မှာကုန်မှာဒါတစ်နှစ်ထပ်တိုးခွင့်ရှိတယ်သို့တော်လည်းဒီကလပ်ဘက်ကဟိုကက်ဆမီရိုလိုကစားသမားမျိုးကို sorry လိုနေရာမျိုးကိုပြန်လဲရောင်းချမယ်ဆိုရင်ဒါကက်စီဂျီကအတိုင်းဒါတခုထီကျွန်တော်တို့ဒါပြောင်းရွှေ့ကြီးပြန်လဲရနိုင်တယ်ဗျဒီတရားကိုလည်းကလပ်အသင်းကလိုချင်တယ်ဒီအတွက်ကြောင့်ဒါကက်ဆမီရိုကိုဆက်ပြီးတော့ထိန်းထားခြင်းပဲလက်လွတ်မဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီဥကားလေးနဲ့ပတ်သက်ရင်တော့နီးပြဖြစ်သူအမိုရင်းကဒါအတီလင်းထုတ်ပြောထားတာမျိုးရှိတယ်ဒီအရင်တုန်းကသူတိခဲ့တဲ့ဥကားလေးကိုလက်ရှိအခြေအနေမှာဟိုဘယ်လိုပြောမလဲရှာဖွေနိုင်လို့မရတော့ဘူးလက်ရှိဥကားလေးနဲ့ဒါမတူတော့ဘူးဆိုတော့နေသားမျိုးထိဒါထုတ်ပြောထားတာရှိတယ်ဒီတော့အသေးကြတာကတော့ဇန်နဝါရီမှာကျွန်တော်တို့ကွန်နာကလကာကိုခေါ်မလားဒါမှမဟုတ်ရင်လာမယ့်နွေရာသီအပြောင်းအရွှေ့မှာဒေါန်အောင်မြီကွင်းလယ်ခန်းစစ်တယောက်ကိုခေါ်မလားတေချာတာတစ်ခုကတော့ဇန်နဝါရီမှာမခေါ်ရင်နွေရာသီမှာကစားသမားကွင်းလယ်ပိုင်းအတွက်တယောက်သို့မဟုတ်ဒါနှစ်ယောက်စလုံးခေါ်မဲ့အနေထားလို့ရှိပါတယ်ဒါလက်ရှိ United အသင်းရဲ့ကွင်းလယ်ပိုင်းနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်း update ဖြစ်ပါတယ်ရှိအားပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ